ညသောအပြင်လူတွေကသိမခံနိုင်ကြဘူးသိမခံနိုင်ဘူးဆိုတာတစုံတယောက်ကကိုယ့်ကိုလာဆက်စော်ကားမယ်ဆဲမယ်ရေးမယ်သိမခံနိုင်ဘူးပြင်းထန်တဲ့အပူနဲ့တွေ့ရင်လည်းသိမခံနိုင်ဘူးအေးလွန်းရင်လည်းသိမခံနိုင်ဘူးအိုးဘဝကြီးမှာအဆင်မပြေဘူးဆိုလည်းသိမခံနိုင်ဘူးအဲ့ဒါကမကောင်းတဲ့ဘက်ကသိမခံတာတစ်ခုလောကရန်နဲ့ပတ်သက်လာလို့ရှိရင်အကောင်းနဲ့တွေ့လဲသိမခံနိုင်ကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကတက်ကြွမကောင်းတာတွေတွေ့တဲ့အခါစိတ်ဓာတ်ကနှိမ့်ချ depression ဖြစ်အဲ့ဒါခန္တီဆိုတဲ့စိတ်ဓာတ်ရဲ့စွမ်းအားတစ်ခုမရှိတာအဲ့ဒါရှိအောင်ဖះလောင်းနေကြလေ့ကျင့်ကြတယ်ခန္တီဝါဒီရသေးကြီးပဲကြည့်သူစက်ကင်ထားတဲ့ဝါဒကဘာပဲဖြစ်ဖြစ်သိခံရမယ်ဆိုတဲ့ဝါဒပဲဘယင်ကြီးကသူ့ကိုနှိပ်စက်တယ်ဆူးရှိတဲ့ချိန်လုံးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့မေးတယ်သင်ရဲ့ဝါဒကဘာလဲဆိုရင်ခန္တီပဲသူကအပြုံးမပြတ်ဘူးခန္တီပဲလက်ဖြတ်လည်းပဲခန္တီပဲသူကသိခံရမယ်ဆိုတဲ့ဝါဒပဲထားတယ်နောက်ဆုံးအသက်သေဆုံးသွားသည့်အထိအောင်ခန္တီဆိုတာတပြားသားမှမလျှော့ဘူးအဲ့ဒါလို့ဘုရားလောင်းတွေဟာသိခံတဲ့နေရာမှာလည်းပဲလေ့ကျင့်ပြီးတော့ယူတာသိခံတာဟာလည်းသူတော်သူမြတ်တို့ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းတစ်ခုပဲမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့စိတ်ဓာတ်ပဲ